ကြမ်းဖက်မှုပါပြောရင်အတွက်တချင်းလေးတစ်ပုဒ်ရေးထားတယ်။အိမ်တွင်းကြီးချင်းမှကဘာမြင်ကြီးတို့ဆိုရင်တချင်းလေးကိုကျွန်တော်ဒီကဒီဆိုပြောပေးချင်ပါတယ်။ဖြူရောင်ပန်းပွင့်လေးတွေတဘူထားတဲ့ကဘာမြင်ကြီးတို့လာတဲ့ဒီများစွာတို့တူပန်းဒီကတူညီတဲ့စွမ်းစားရှိတယ်မတူညီတဲ့အားနဲ့ကြမ်းဖိမလို့မြင်တာဖိလိုက်စပါမြေဟာလူသားပဲနိုင်လို့အားကြီးရင်းဘူးပန်းဝဲလေးချွေဖို့ဖြစ်စေ